ဒီနေ့တော့ချင်းချင်းလေးနဲ့အရသာရှိတဲ့တစောင်းချင်းကိုပစုံလေးနဲ့ချက်စားမှာပါတစောင်းချင်းနဲ့တစောင်းကားကိုဈေးထဲမှာဘလို့ခွဲဝယ်မလဲဆိုရင်တော့လေဈေးသည်တွေကိုလည်းမေးလို့ရတဲ့အပြင်တစောင်းချင်းကလေဒီလိုမျိုးအကိုင်းခက်ကလေးကနေဖြာပြီးတော့ထွက်တဲ့ပုံစံပေါ့နော်အကိုင်းလေးတွေဖြာထွက်တဲ့ပုံစံဆိုရင်တော့ဒါကတစောင်းချင်းပါနော်အရသာချင်းနဲ့ရသာရှိပါတယ်တစောင်းကားကကြတော့အမြစ်ကနေပြီးတော့ရိုးရိုးအချောင်းလိုက်ကလေးတွေထဲထွက်တာပေါ့နော်အဲ့ဒါကိုတော့တစောင်းကားလို့ခေါ်ပါတယ်ဒီပုံထဲမှာကြည့်လို့ရပါတယ်အရင်ဦးဆုံးဒီအကိုင်းခက်ကလေးတွေကိုအရသာနေတဲ့အခါမှာအရသာဝင်အောင်လို့ဓားပြားနဲ့ပဲဖြစ်ဖြစ်ဒီလိုကြည်ပွေးနဲ့ပဲဖြစ်ဖြစ်ထုပေးရပါတယ်ဓားလေးကိုကြည်လေးကလုံးချက်ချက်မှာဖြစ်ပါတယ်အရင်ရက်ကလေးပစုံချက်ထားတာလေးရှိလို့ဒီပစုံနဲ့ရောချက်မှာပါအရင်ဆုံးစိမ့်စားငပိကိုလက်ဖက်စားစုံဝက်စားလောက်ထည့်ပါတယ်ပြီးရင်ကြက်သွန်ပြူနီလှီးထားတာလေးထည့်တယ်ပစုံကြော်ထားတာလေးပေါ့နော်ပစုံကြော်ချက်လေးလှုပ်ထားတာလေးထည့်ပါတယ်ပြီးရင်တစ်ခါတည်းရောနေပါတယ်အရသာအတွက်ကဓာတ်ရှိနေရဲ့စားနေထည့်ပါတယ်ဒီနေရာမှာအယောင်ရဲရဲလေးကြိုက်တယ်ဆိုရင်အယောင်တမုံထည့်လည်းရပါတယ်ချီလီတို့ကပဇွန်ထဲမှာအယောင်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်အယောင်တမုံမထည့်ထားတာပါအရသာဝင်အောင်တေချာလေးစုပ်ပြီးတော့နေပေးပါတယ်ပြီးရင်တော့အိုးထဲကိုဖြန့်ထည့်ပြီးတော့ရေနည်းနည်းထည့်ပါတယ်ပြီးရင်မီးအေးအေးနဲ့အဖုံးအုပ်ပြီးတော့တည်ထားပါမယ်ရေလဲခန့်ပြီးတော့စီလေးပြန်လာပြီဆိုရင်တော့ဒီတစောင်းချင်းချက်ကလေးရပါပြီဒီတစောင်းချင်းနဲ့တစောင်းကားကိုဈေးထဲမှာတော့တချို့က1500ရောင်းတယ်တချို့ကတော့2000ရောင်းတယ်ပေါ့နော်15ချက်သား20သားလောက်ဆိုရင်ဟင်းတစ်ခွက်စာရပါတယ်အကယ်၍ပဇွန်မရှိဘူးဆိုရင်လည်းပဇွန်ချောင်းနဲ့ကြော်စားရင်လည်းအရသာကောင်းပါတယ်ကျမကြီးနဲ့လည်းညီညွတ်တယ်လို့စာမှာဖတ်ပူးပါတယ်ရှင်